follower များပြီး view နည်းနေတာဘာကြောင့်လဲကိုက follower များရင် view များမယ်ထင်သားပေမဲ့တကယ်တမ်းကျတော့ view မရတာရောကြုံဘူးလား TikTok ရဲ့ algorithm က follower အရေးအတွက်ကိုအဓိကမကြည့်ဘူး content ရဲ့ performance ကိုပဲအဓိကကြည့်တယ်ဒီအချက်၃ချက်ကြောင့် follower တွေကကို video ကို content ကိုမကြည့်ကြတာပါနံပါတ်1 engagement နည်းတာ low engagement မှာ follower များပေမဲ့ like comment save share တွေမရှိဘူးဆိုလို့ရှိရင် algorithm push မလုပ်ပေးပါဘူး auto boost မလုပ်ပေးပါဘူးနံပါတ်2ကတော့ retention နည်းတာပါ low retention မှာလူတွေကိုယ့်ရဲ့ content ကိုယ့်ရဲ့ video အဆုံးထိမကြည့်ကြဘူးကိုကလည်းအဆုံးထိကြည့်လာအောင်မလုပ်ပေးနိုင်သေးဘူးဆိုလို့ရှိရင် TikTok ရဲ့ algorithm ကဒါကို weak performance လို့သတ်မှတ်ပါတယ်နံပါတ်3ကတော့ old style content မှာ content တွေကိုကျွန်တော်တို့ပုံစံအဟောင်းနေကြီးနဲ့ပဲဆက်ပြီးတော့လုပ်နေတာပါ follower တော်တော်များများကကိုယ့်ရဲ့ old style content တွေကိုမကြိုက်တော့ဘူးဆိုလို့ရှိရင် view မတက်ပါဘူး content style အသစ်တွေဖန်တီးတတ်ဖို့လိုပါတယ်အဲ့တော့မိတ်ဆွေတိတာမှာ follower များတဲ့ view များတာမဟုတ်ပါဘူး engagement retention content freshness ဒီ၃ခုပေါ်ပဲမူတည်ပါတယ်အဲ့တော့ content style အသစ်တွေဖန်တီးဖို့အတွက်အကြံပေးခြင်းပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်း share တွေလုပ်ပေးပါဦးမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်